မိတ်ဆွေတို့မင်္ဂလာပါခင်ဗျာ Hidden Truth Mind Channel မှာကြိုဆိုပါရခင်ဗျာလူတစ်ယောက်နဲ့စကားပြောတဲ့အခါကိုပြောတာကိုသူတို့အလေးအနက်မထားဘူးလို့ခံစားဖို့ပါသလားဒါမှမဟုတ်သင်ရဲ့စကားဝိုင်းတွေမှာတစ်ဖက်လူကဖုံးပဲကြည့်နေတာမျိုးကြုံဖို့ပါသလားစိတ်ပညာအရာလူတွေကိုကိုယ့်စကားတဲ့အာယုံနှစ်ဝင်လာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်ဒီနေ့မှာတော့ Hidden Truth Mind ကနေသင်ကို Powerful Communicator တယောက်ဖြစ်စေမယ့်လျှို့ဝှက်ချက်တွေကိုဝေမျှပေးသွားမှာပါပထမဆုံးအချက်ကတော့ The Mirror Effect လို့ခေါ်တဲ့မှန်တင်နေရာမှာပဲဖြစ်ပါတယ်လူတွေဟာမိမိနဲ့ဆင်တူတဲ့သူတွေကိုပိုပြီးယုံကြည်တတ်ကြပါတယ်တစ်ဖက်လူကစကားပြောတဲ့အခါလက်ဟန်ချီဟန်သုံးတာမျိုးဒါမှမဟုတ်လီသန်အနှိမ့်အမြင့်သုံးတာမျိုးကိုသင်ကပုံစံတူအနည်းငယ်လိုက်လုပ်ပေးပါဒါဟာသူတို့ရဲ့ subconscious mind တွေမှာသင်ကိုရင်းနှီးတဲ့သူလို့သတ်မှတ်စီပြီးသင်စကားကိုပိုနားထောင်လာစေပါတယ်ဒုတိယအချက်ကတော့ tactical empathy ပါလူတွေဟာသူတို့ကိုယ်သူတို့အရေးပါတယ်လို့ခံစားရတဲ့အခါတစ်ဖက်လူကိုပြန်ပြီးအာရုံစိုက်တတ်ကြပါတယ်သူတို့စကားပြောနေချိန်မှာ active listening လုပ်ပါခေါင်းညိတ်ပြပါအကြည့်ချင်းစုံပါပြီးရင်သူတို့ပြောတဲ့စကားတွေကအဓိက keyword တွေကိုပြန်သုံးပြီးမေးခွန်းမေးပါဒါဆိုရင်သင်ဟာသူ့ကိုတန်ဖိုးထားတယ်ဆိုတာသူသိသွားပြီသင်အလှည့်ကြရင်လေသူကအပြည့်အဝပြန်နားထောင်ပါလိမ့်မယ်တတိယချက်ကတော့ the power of pauses ပါစကားကိုတရက်ဆက်ပြောမယ့်အစားအရေးကြီးတဲ့အချက်ကိုမပြောခင်ဒါမှမဟုတ်ပြောပြီးတဲ့အခါခစ်တာရပ်လိုက်ပါဒီလို silence ကတစ်ဖက်လူအခုပြောမယ့်အချက်ကအရေးကြီးတယ်ဆိုတဲ့အသိစိတ်ဝင်သွားစေပါတယ်တိတ်ဆိတ်သွားတဲ့အခါလူတွေကအလိုလိုနေရင်အာယုံစိုက်လာတတ်ကြပါတယ်ညီကုန်းချုပ်နေနဲ့ the wine factor ကိုသတိရပါဘာလို့ပါလို့ပဲပြောမယ့်အစားဘာကြောင့်လုပ်တဲ့လဲဆိုတဲ့အကျိုးကျေးဇူးကိုအရင်ပြောပါဒီနီလန်းတွေကိုအသုံးချကြည့်မယ်ဆိုရင်သင်ရဲ့ဆက်ဆံရေးတွေမှာတိတိတာတာပြောင်းလဲလာတာကိုတွေ့ရမှာပါနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့စိတ်ပညာလျှို့ဝှက်ချက်တွေကိုသိဖို့ channel ကို subscribe လုပ်ထားပါဦး